Hello အားလုံးပဲမင်္ဂလာပါရှင်။မလေးရဲ့ဖေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ဒီနေ့မှာကြတော့မိုးအေးလေးနဲ့ချင်းငံဆက်အတုပ်လေးစားချင်တာနဲ့ဝက်ကောင်းတုပ်လေးကိုချင်းဆက်ဆက်လေးတုပ်စားဖြစ်ပါတယ်။တုပ်နည်းလေးကအရန်ကိုလက်ကူလာမို့ကြောင့်မလေးဘယ်လိုလုပ်လဲဆိုတာကိုမလေးရဲ့ဗီဒီယိုကိုစာဆုံးလိုက်ကြည့်ပေးပါအောင်ရှင်။ပထမဦးဆုံးဈေးကဝယ်လာတဲ့ဝက်ကောင်းတစ်ချမ်းစာကိုတေချာလေးရေဆေးတက်ဆင်ပေးလိုက်ပါမယ်ရှင်။ဝက်ကောင်းဝယ်တဲ့ချိန်မှာဆိုတေချာလေးပေါ့နော်ပြောင်နေတဲ့ဟာလေးကိုရွေးယူရင်ပိုကောင်းပါတယ်တချို့တွေကြတော့လောက်တာမစင်ဘူးပေါ့နော်မင်းကကြတော့တူတဲ့ကိုစားတွေနဲ့ပေါ့နော်တေချာလေးပို့တိုက်ဆေးပေးလိုက်ပါတယ်ရှင်တချို့တွေဆိုရင်ပေါ့နော်ဒီနေရွက်ဒီမှာကြတော့အမှုတွေနဲ့လိုမျိုးမပြောင်းပေါ့နော်ကိုကတေချာလေးဆေးပေးရပါမယ်ပြီးရင်တော့မင်းကရှာလကာရည်နဲ့စားနဲ့ပြန်ပြီးတော့ထပ်ဆေးပေးခဲ့ပါတယ်ရှင်အထက်ခါပေါ့နော်ကဲအားလုံးရေဆေးတန်းစင်လို့ပြီးသွားပြီဆိုရင်တော့သူ့ကိုရေစုအိုးထဲမှာထည့်ပြုတ်ပါမယ်ရှင်တကယ်လို့မိမိကကြက်မြန်ခြင်းနဲ့ဆိုရင်တော့အတုံးသေးသေးလေးတွေတုံပြီးမှပြုတ်နိုင်တယ်ပေါ့နော်သူ့ထက်ကိုအရသာထည့်ပေးလိုက်ပါမယ်ပဲငံပြာရည်ကြီးပြီးတော့ခရုစီနဲ့ငယ်ကြက်သားမောပြီးရင်ပဲငံပြာရည်အနောက်တို့ကိုထည့်ပေးလိုက်ပါမယ်ပြီးရင်တော့အုပ်ဖုံးလေးအုပ်ပြီးတော့ပေါ့နော်သူ့ကိုကြက်လာလေးထိတည်ထားပေးလိုက်ပါမယ်ရှင်မင်းကဝတ်သားလေးပြုတ်ထားတဲ့ချိန်မှာသူ့ထဲမှာထည့်မဲ့ပါဝင်ပစ္စည်းလေးတွေကိုလာပြီးပြင်ဆင်ပေးထားလိုက်ပါမယ်ပထမဆုံးသခွားလေးတွေကိုဒီလိုလေးပေါ့နော်မထူမပါလေးတွေလှီထားပေးလိုက်ပါမယ်ရှင်အတုပ်ထဲမှာတော့အဓိကမပါမဖြစ်ကတော့ပေါ့နော်ကော်ဖီရယ်သခွားလေးရယ်ပေါ့နော်သူကကြတော့အဲ့ဒါလေးထည့်ရင်အရင်ကိုစားကောင်းပါတယ်ကော်ဖီကိုလည်းမင်းကပလေးလှီထားပေးလိုက်ပါတယ်ရှင်ပြီးရင်တော့နန္နာပင်2ပင်စာလောက်ကိုလည်းမင်းကပလေးလှီထားပေးလိုက်ပါတယ်မင်းကကြတော့တုံးမှာများတယ်ပေါ့နော်အလုပ်ထဲမှာဆိုတော့တငယ်ချင်းနေနဲ့အဲ့လိုမျိုးပေါ့နော်အတူတူမျှဝေစားဖို့ပေါ့နော်ဒါကြောင့်မို့မင်းလှုပ်ထားတာတော့များပါတယ်ပြီးရင်တော့ကြက်တွန်နီသလုံးကိုလည်းပလေးလှီထားပေးလိုက်ပါတယ်ရှင်မင်းကတော့ငရုတ်တီးစိမ့်လေးတွေကိုစားရတာကြိုက်တဲ့အတွက်ပေါ့နော်သူ့ကိုပလေးလှီထည့်ပေးထားလိုက်ပါတယ်ရှင်တကယ်လို့မိမိကမကြိုက်ဘူးဘိုင်းအောင်မှကြောက်တယ်ဆိုရင်တော့မထည့်လဲရတယ်ပေါ့နော်ကဲစောနာကနနပီအမြင့်ကလေးတွေရဲ့ပြီးတော့ဂျင်း3-4ပြားလောက်ကိုပလေးပေါ့နော်ထုထားတာလေးရဲ့ကိုမေကဒီဝက်ကောင်းပြုတ်တဲ့ထဲမှာထည့်ပြီးတော့ပြုတ်ပေးလိုက်ပါတယ်ပြီးရင်ဝက်ကောင်းကအကုန်လုံးမနစ်တော့ပေါ့နော်မေကတစ်ဖက်လှန်ပြီးပြုတ်ပေးလိုက်တယ်နှစ်ဖက်လုံးကြက်လာပြီဆိုရင်တော့ဝက်ကောင်းလေးကိုဆယ်ပြီးတော့အေးခံထားပေးလိုက်ပါမယ်အချိန်ရလဲဆိုရင်တော့အေးခံတာပေါ့နော်မေကတော့အချိန်မရတဲ့အတွက်သူ့ကိုဆယ်ပြီးတော့တစ်ခါလဲလှီးတယ်ပေါ့နော်ဒီဝက်ကောင်းပြုတ်တဲ့ချိန်ကတော့အနည်းဆုံး1နာရီကျော်ကြာတာပေါ့နော်သူကတော့တော်လေးပြုတ်ယူရပါတယ်မေကတော့အချိန်မရတာနဲ့ပဲပေါ့နော်တခါတည်းပူလေးနဲ့ပဲပေါ့နော်လက်ကိုမပူအောင်ညှက်ကလေးနဲ့ပေါ့နော်ကင်ပြီးတော့သူ့ကိုပလေးလှိဖြတ်ပေးထားလိုက်ပါတယ်ရှင်တကယ်လို့မိမိကချိန်ရတယ်ဆိုအေးမလှီလဲရတာပေါ့နော်ဝက်ကောင်းတုပ်ထဲမှာဆိုရင်အကြိုက်ဆုံးကတော့ဒီနေရွက်ပေါ့နော်ကဲဝတ်သားလေးတွေလည်းအကုန်လုံးလှီးလို့ပြီးသွားပြီဆိုရင်တော့မေလေးတို့အတုပ်စားတုပ်ပါမယ်ရှင်ဒါတွေကတော့အားလုံးပြင်ဆင်လို့ပြီးသွားပြီပေါ့နော်ပါဝင်ပစ္စည်းလေးတွေပါကဲအတုပ်စားတုပ်ပါမယ်ပထမဆုံးဝတ်သားလေးတွေထည့်ပေးလိုက်ပါမယ်ရှင်ပြီးပြီဆိုရင်တော့ကော်ဖီလေးတွေထည့်မယ်ဆောနာပြင်ဆင်ထားလေးတွေထည့်ပေးမယ်ပေါ့နော်ဒါကြလို့ဒီနေရာမှာမိမိကရှောက်ရက်လေးတွေတို့တခြားကြိုက်တာလေးတွေရှိတယ်ဆိုထည့်နိုင်ပါတယ်မေကတော့အလုပ်ထဲမှာဆိုတော့ပေါ့နော်အဓိကဟာလေးတွေပဲထည့်ပြီးတော့ပေါ့နော်အလွယ်တကူလေးပဲတုပ်ပြထားတာဖြစ်ပါတယ်ပြီးရင်တော့ပဲမုံအကျက်လေးထည့်မယ်ပေါ့နော်ပြီးရင်တော့အရသာအတွက်ကကြတော့အချိုမုံနဲ့ငယ်ပြီးတော့ငရုတ်စီပေါ့နော်ဒါလေးကိုမင်းစားစုံ2ဆွစာလောက်ထည့်ပေးလိုက်မယ်ပြီးရင်တော့စီချက်ထည့်မယ်ပေါ့နော်စီချက်ဆိုရင်တော့ဒီနေရာမှာကြက်တွင်ပြူစီချက်ကပိုမွေးတယ်ပြီးဆိုရင်တော့အချင်းတော့မကြီးမဲ့ရေးထည့်ပေးပါမယ်ပြီးရင်တော့ငါပြရေးထမင်းစားစုံ20လောက်ထည့်ပေးလိုက်ပါမယ်ပြီးပြီဆိုရင်တော့အနံလေးပိုမွေးသွားအောင်တမယာရေးအနှဲငယ်ပါညှစ်ထည့်ပေးလိုက်ပါတယ်ရှင်ပြီးပြီဆိုရင်တော့အားလုံးကိုနှံ့သွားအောင်မွေတုပ်လေးတုပ်ပေးလိုက်ပါမယ်ရှင်ဝက်ကောင်းတုပ်ကတော့ပေါ့နော်အတုပ်တွေထဲမှာတော့မီလေးအကြိုက်ဆုံးစားစာတစ်မျိုးလည်းဖြစ်ပါတယ်ဘယ်ချိန်စားလည်းမယိုးပေါ့နော်သမင်းဘူးလေးနဲ့စားမယ်ဆိုရင်လည်းဒီအတုပ်လေးတစ်မျိုးနဲ့လည်းအဆင်ပြေတယ်ပေါ့နော်အရန်ကိုကြိုက်ပါတယ်မေကဒီမှာငရုတ်တိကြက်မုံမထည့်ရသေးတဲ့အတွက်ပေါ့နော်ငရုတ်တိကြက်မုံလေးထပ်ထည့်ခဲ့ပါတယ်ပြီးရင်တော့အားလုံးနှံ့သွားအောင်တပံပြန်ပြီးတော့မှုတုပ်လေးတုပ်ပေးလိုက်ပါမယ်ရှင်
ပြီးရင်တော့မေလေးကအရာလာမြည်ကြည့်ပေးလိုက်ပါတယ်အရာလာကနည်းနည်းပေါ့နော်အချင်ပေါ့နေတာနဲ့တမယာလေးနည်းငယ်ညှစ်ထည့်ပေးလိုက်တယ်ပြီးတော့ချုံမုံနည်းငယ်ထည့်ပေးလိုက်တယ်ပြီးရင်တော့ဖန်ပြန်ပြီးအရာလာလေးတွေနှံ့သွားအောင်မှုတ်တုပ်လေးတုပ်ပေးလိုက်ပါမယ်ရှင်ကဲအရာလာလေးဆင်ပြေပြီးအလုံးလည်းရလာလေးတွေနှံ့သွားပြီဆိုရင်တော့မိမိစားသုံးမဲ့ပကံတွေကိုပြောင်းထည့်ပေးလိုက်ပါမယ်ရှင်ကဲအခုဆိုရင်တော့မေလေးတို့ဝခေါင်းတုပ်နေရတော့စားဖို့စဉ်းနှင်းဖြစ်ပါပြီရှင်မိုးအေးအေးလေးနဲ့ချင်းဆက်လေးစားခြင်းနဲ့ဆိုရင်တော့ဒီလိုမျိုးလေးလိုက်လုပ်စားကြည့်လို့ရပါတယ်ရှင်။ကဲဒါဆိုရင်တော့ဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်။မေလေးရဲ့နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံမယ်နော်။အားလုံးပဲဘိုင်ဘိုင်